free kick ကနေတိုက်ရိုက်ဂိုးသွင်းပြီး Ronaldo 10 တက်လိုက်မမီပဲစံချိန်ကိုတင်လိုက်တဲ့ Messi အားလုံးပဲမင်္ဂလာပါခင်ဗျာ OC iPad ခွန်ရှိကို agent မှာကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဂျော်ဒန်အသင်းကိုနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာအာဂျင်တီးနားအတွက်နောက်ဆင့်တက်ဖို့တေချာသွားစေခဲ့ုံနဲ့မကပဲအသင်းကောင်းဆောင်နေတဲ့ Messi ရဲ့မယုံနိုင်စရာစံချိန်ကောင်းတွေနဲ့အတူသမိုင်းဆောင်မြင်သားတစ်ခုကိုပါရေးထိုးနိုင်ခဲ့ပါတယ်ဒီပွဲမှာအာဂျင်တီးနားနီးပြအဖွဲ့ကနောက်ဆင့်အတွက် Messi ကိုခွာချွေထားတဲ့အနေနဲ့ရန်ကုန်မှာပဲအနားပေးထားခဲ့ပြီးပွဲချိန်မိနစ်60ရောက်မှာလော်တာဒိုမာတီးနဲ့နေရာမှာလူစားလဲဝင်ရောက်ကစားစီခဲ့တာပါMessi ကွင်းနဲ့မဝင်ခင်ကတည်းကအာဂျင်တီးနားတို့ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီးပွဲချိန်19မိနစ်မှာ Giovanni Lo Celso ရဲ့အလှပဆုံး free kick သွင်းကိုပွဲချိန်32မိနစ်မှာလော်တာဒိုမာတီးနဲ့ရဲ့ပယ်နတီသွင်းကိုတွေနဲ့အသာစီးရောက်ထားခဲ့ပါတယ်ဂျော်ဒန်အသင်းအတွက်ကတော့ပွဲချိန်55မိနစ်မှာမူဆာအက်တာမာရီကတလုံးတည်းသောခြေပါကိုပြန်လည်သွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့ပွဲရဲ့အတောက်ပါဆုံးခိုင်တန်းကတော့ပွဲချိန်မိနစ်80ကိုရောက်ရှိလာခဲ့တာပါ။ပွဲရပြပိုင်း22ကအကွာကနေရရှိခဲ့တဲ့ free kick ပြတဲ့မော်ကို Messi ကဘယ်ချိန်နဲ့မြေစာကျွေးကွေးကွေးလေးကန်သွင်းပြီးဂျော်ဒန်ခန်းစစ်တိုင်းကြားထဲကနေဂိုးပေါက်ရဲ့ဘေဘက်တောက်တဲကိုအသေးချာကောက်ထည့်သွားခဲ့ပါတယ်။တယ်39နှစ်အရွယ်အန်တိုနီယာစပါစတာဟာဒီသွင်းကိုကြောင့်ပဲကမ္ဘာလားသမိုင်းတစ်လျှောက်မှာ9ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးသောနဲ့ဒူးတဲ့သောကစားမအပြင်ပြန်မဲ့ကင်းစံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ဒါအပြင်ဒီသွင်းကိုဟာ Messi အတွက်2026ကမ္ဘာလားပြိုင်ပွဲရဲ့6ဂိုးမြောက်သွင်းကိုဖြစ်လာခဲ့တယ်လို့ကမ္ဘာလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာစုစုပေါင်း19ဂိုးထိရရှိထားခဲ့တာကြောင့်အဖို့တန်ဂိုးများအဆုံးသွင်းယူထားသူအပြင်စံချိန်ကိုဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲဒါသူ့ရဲ့ကစားမဘွားတစ်လျှောက်82ဂိုးမြောက်ဒိုင် free kick ကိုပြီးပြီးနိုင်ငံတကာသွင်းကိုစုစုပေါင်းကိုလည်း123ဂိုးထိမြင့်တင်နိုင်ခဲ့တာပါ။လက်ရှိမှာတော့အာဂျင်တီးနားအသင်းဟာအုပ်စုဂျေမှာရမန်ဂိုးမန်အပြည့်နဲ့နောက်တစ်ဆင့်ကိုတလန်းသွားနိုင်ခဲ့ပြီဖြစ်ပြီးဒါပေမဲ့ဇူလိုင်လ3ရက်နေ့အင်တာမီယာမီကစားမဲ့ရှုံးတဲ့32သိန်းအဆင့်ပွဲစဉ်မှာတော့ခြေစွမ်းပြတက်လာတဲ့ကိဗာရီအသင်းနဲ့ရင်ဆိုင်ရမှာမို့မက်ဆီရဲ့စံချိန်ပြိုင်ပွဲတွေကိုပရိသတ်တွေဆက်လက်ရင်ခုန်ရအောင်မှာဖြစ်ပါတယ်